ဒီပိုင်းမှာဆိုရင်တော့နရဲဆွမ်တို့ရဲ့အယုဒ္ဓယတက်ကြီးဟာဂျိုတင်ပြင်ဆင်ထားတဲ့အတိုင်းပဲစစ်စင်တွေကိုအကောင်းဆုံးအသုံးချပြီးတော့ဟန်သာဝရီဘက်ကစစ်တီအင်အားရောနေအောင်လို့အားကုန်သုံးပြီးတော့ဆောင်ရွက်နေကြပြီပဲဖြစ်ပါတယ်။ညီငယ်အကတာကမျိုးရိုးကနေစောင့်ကြည့်ပြီးတော့လက်နက်ခဲယမ်းတွေနဲ့ပြစ်ခတ်တိုက်ခိုက်ပေးနေခဲ့ပြီးတော့နရဲဆွမ်ကလည်းစေဦးကာလာမှာတင်စစ်တီတွေနဲ့ရှေ့ထွက်တိုက်ခိုက်ခဲ့တဲ့အတွက်ဂျိုတင်တွက်ဆထားသလိုပဲဟန်သာဝရီတက်ရဲ့စစ်တီအင်အားလေးတော်တော်လေးကိုယောနေလို့သွားခဲ့ရပါပြီ။နန္နာပြင်ကတော့ဒီအခြေအနေကြောင့်ပဲနရဲဆွမ်ဟာအသက်အန္တရာယ်ကိုစွန့်ပြီးတော့ရှေ့ထွက်တိုက်ခိုက်လို့သူတို့စစ်တီတွေအကြဆုံးများသွားခဲ့ရတဲ့ဘော်တိတ်ကိုအမျက်ထွက်သွားခဲ့ရသလိုအယုဒ္ဓယစစ်တပ်ဟာလူအင်အားအနှဲငယ်သာရှိပေမဲ့ဘာကြောင့်သူတို့ဟန်သာဝရီကိုအင်အားကျော်အောင်လုပ်နိုင်ရတာလဲဆိုတဲ့အဓိကအားသာချက်ကိုလည်းတွေးရှိသွားခဲ့ပါတယ်။ဒါမဲ့လည်းကျမ်းမာရေးချင်းတွေကတဖြည်းဖြည်းနဲ့ဆုတ်ယုတ်လာတဲ့မာရမယာစာကတော့ဟန်သာဝရီတပ်တွေယုဒ္ဓယကိုဝိုင်းထားတာအချိန်တိုင်းတာအားဖြင့်2 လလောက်ရှိနေဖြစ်တဲ့ပေါ်စိုးရင်စိတ်တွေလွန်ကဲနေတော့မိဖုရားကြီးကလည်းစိတ်မပူပါနဲ့အရှင်မင်းကြီးအခုချိန်ထိကျမတို့ယုဒ္ဓယမျိုးတိုင်းကြီးဟာခိုင်မာနေစေပါလို့ဖြောင်းပြရပြီးတော့တားငယ်အက္ခရာကလည်းသားတော်တို့အခြေအနေကိုသေချာတွက်ဆပြီးတော့လိုအပ်တာတွေကြိုတင်ပြင်ဆင်ထားပါတယ်စံစီစားနဲ့ရိတ်ခါနဲ့စစ်တီအင်အားကိုသားတော်ကစုဆောင်းပြီးတော့နောင်တော်ပြန်တဲ့ကတော့ဟန်သာဝရီတပ်တွေအင်အားရောနေအောင်ညဘက်အချိန်ခါမှာသူတို့ရဲ့ရိတ်ခါတွေကိုမိရှို့ဖျက်ဆီးပြီးတော့စစ်တီတွေကိုလည်းတိတ်တဆိတ်တိုက်ခိုက်ပေးခဲ့တာပါအခုဆိုဟန်သာဝရီစစ်တီတွေရိတ်ခါပြတ်ပြီးတော့ငတ်မုတ်နေကြသလိုအားနေပြီးတော့ဖျားနာနေကြလို့ရှေ့တန်းမထွက်နိုင်သူတွေကလည်းများလာပါပြီသားတော်တို့စစ်ပွဲအတွက်သေချာစီမံနေကြတာမလို့အများကြီးစိတ်ပူမနေပါနဲ့ဆိုပြီးတော့စစ်ပွဲအတွက်နောက်ဆန်တင်းမတွေကိုခမီတော်ကိုရှောက်တင်လိုက်ပါရီဒီအချိန်မှာတော့မဟာဓမယာစာကလည်းသူတို့ရဲ့အယုဒ္ဓယပြည်ဟာမြေနေပိုင်းမှာတည်ရှိတဲ့အတွက်ရှေးလျှောက်မိုးလာတာနဲ့မြို့ပတ်ပတ်လဲမှာရေကြီးရေရှမ်းဖြစ်လာတော့မှာဖြစ်ပြီးအဲ့ဒီအချိန်ရောက်တာနဲ့အယုဒ္ဓယကိုဝိုင်းထားတဲ့ဟန်သာဝရီတပ်တွေလည်းမဖြစ်မနေတက်ဆုပ်ရမှာဖြစ်လို့ရှေ့တန်းထွက်နေတဲ့သားကြီးနေတဲ့ဆွမ်းကဘာမှစိတ်မပူဘဲနဲ့စစ်ပွဲကိုအားကုန်သုံးပြီးတော့ရအောင်ခုခံထားပါမိုးလာတာနဲ့အယုဒ္ဓယလိုလိုအနိုင်ဘက်ကိုဥတီပါလိမ့်မယ်ဆိုပြီးတော့တားငယ်အက္ခရာကတဆင့်ရဲဆွမ်းစီကိုဝမ်းသာစရာတရင်ကောင်းပါပေးလိုက်ပါရီနောက်ထပ်ရန်နေငယ်ကြာမှာတော့မဟာဓမယာစာပြောခဲ့တဲ့အတိုင်းအယုဒ္ဓယရဲ့ဝင်းကျင်မှာ3 ရက် 3 ညတိုင်းမိုးသဲထန်စွာရွာသွန်းခဲ့တာကြောင့်အယုဒ္ဓယမြို့တိုင်းပတ်ပတ်လဲမှာရေကြီးရေရှမ်းမှုတွေဖြစ်လာခဲ့ပြီးတော့နန္နာပြည်ဥဆောင်တဲ့ဟန်သာဝရီတပ်ဟာမြို့အနီးနားမှာဝိုင်းမထားနိုင်တော့ပဲဟန်သာဝရီစီကိုတက်ဆုပ်ပြန်ပြေးကြပါတော့တယ်အခုလိုတက်ဆုပ်ပြေးလာတဲ့ရေးနှိမ့်မှုအပေါ်မှာတော့နန္နာပြည်ကတိတ်ကိုမကြေမနက်ဖြစ်သွားခဲ့ပြီးရာသီပြန်ကောင်းတာနဲ့အယုဒ္ဓယကိုအပြတ်ချိန်မုံပြမယ်ဆိုပြီးတော့လေပိုးလို့တောင်ညှို့တေးထားသွားပါလေမာရမယာစာကလည်းသူကြိုတင်တွက်ဆထားတဲ့အတိုင်းဟန်သာဝရီတပ်တွေဆုတ်ခွာသွားတဲ့ပေါ်ဒီတိုင်းသာဆိုရင်နောက်ထပ်စစ်ပွဲဖြစ်ဖို့ဟန်သာဝရီဘက်ကစစ်တီအင်အားနဲ့စားနပ်ရိတ်ခါတွေထပ်ပြီးတော့စူဆောင်းမှဖြစ်တဲ့အတွက်ဂျားကာလာဖြစ်တဲ့အချိန်2 နှစ်ကျော်လောက်မှာစစ်ပွဲကင်းစင်နေလိမ့်မယ်ဆိုပြီးကောက်ချက်ချပါလေတားငယ်အက္ခရာကတော့အဲ့ချိန်2 နှစ်ကျော်အတွင်းမှာစားနပ်ရိတ်ခါနဲ့စစ်တီအင်အားပြင်ဆင်မှဖြစ်ပြီးတော့ဒါကြီးနဲ့ရဲဆွမ်းကလည်းညီငယ်စူဆောင်းပေးမဲ့စစ်တီအင်အားအတွက်စေရေးထူးကြုံအောင်လို့လေ့ကျင့်ပေးပါမယ်လို့တာဝန်ကိုစီခွဲယူကြောင်းကိုရှောက်တင်ကြတော့မာရမယာစာလည်းတိုင်းပြည်ရဲ့လုံခြုံရေးပေါ်ဆရာထက်တန်စွာဝရိယရှိအားထုတ်ကြတဲ့သား2 ယောက်ကြောင့်ပြောမပြနိုင်အောင်ပီတိဖြစ်ရပါတယ်ဒါမှလည်းတစ်ဖက်မှာအခုလိုအစဉ်ပြောင်းဆောင်ရွက်နိုင်ပေမဲ့ဟန်သာဝရီမှာရှိနေရတဲ့သမီးကြီးစုပန်ကလျာအတွက်တော့စိတ်မချနိုင်သေးကြောင်းကိုပြောပြီးဝမ်းနဲ့ပူဆွေးနေရတော့ယောဂါဆိုးကပြင်းထန်ထန်ထဖောက်လာပြန်တဲ့အခါမာရမယာစာလည်းတော်ဝင်သမားတော်တွေနဲ့စေကူသားမှုအမြန်ခံပြီးတော့နန်းဆောင်ဘာသာပြန်အနားယူရပါတယ်မကြခင်မှာစေကူသားမှုပြီးသွားပြီးထူထောင်အောင်ပြန်ဖြစ်လာပေမဲ့စစ်ပွဲအတွက်သား2 ယောက်ရဲ့ပြင်ဆင်မှုတွေမှာလိုအပ်ချက်ရှိမှဆိုပြီးတော့စိတ်မဖြောင်းနိုင်ဖြစ်နေမဟာဓမယာစာကသားတွေကိုခေါ်ပြီးတော့ဘလို့ပြင်ဆင်မှုမျိုးလုပ်မှလဲလို့မေးကြည့်တဲ့အခါပြီးခဲ့တဲ့စစ်ပွဲကြောင့်ပျက်စီးဆုံးရှုံးသွားတဲ့စိုက်ပျိုးသီးနှံတွေကိုပြန်လဲမွေးမြူပြီးအချိန်ထန်နှစ်အတွင်းမှာလေယာတွေချဲ့ထွင်စိုက်ပျိုးကစံစပါးနဲ့ကောက်ပဲသီးနှံတွေကိုပုံမစိုက်ပျိုးရင်းနဲ့ပဲစစ်တီအင်အားစုဆောင်းရေးကိုတပြိုင်နက်တည်းလှုပ်ဆောင်ပါမယ်လို့နရဲဆွမ်းတို့ညီနောင်ကရှောက်တင်လိုက်တော့မဟာဓမယာစာကလည်းစစ်ပွဲအတွက်သားတွေအစင်းသင်းဖြစ်တာနဲ့သူ့ကိုအရင်ဦးဆုံးရှောက်တင်ပြီးအမြန်ဆုံးစတင်နိုင်အောင်လဲအားကုန်သုံးပြီးတော့ဆောင်ရွက်ကြပါလို့ပြန်ပြီးတော့မှားကြားခဲ့ပါတယ်မိဖုရားကြီးကဘာကြောင့်လဲအရှင်မင်းကြီးဘာဆောင်ရွက်ဆရာတွေရှိလို့သားတွေကိုအလင်းစလို့ပြင်ဆင်ခန်းတာလဲဆိုပြီးမေးလိုက်တော့မဟာဓမယာစာကသမီးကြီးစုပန်ကလျာကိုမေးစီပြန်ခေါ်ပေးမလို့ပေါ့မိဖုရားရဲ့သမီးကြီးကိုလွမ်းလို့မိဖုရားအမြဲခိုးဝက်ပြီးငိုယုံနေတာကြုတ်သိတာပေါ့မကြခင်မှာမိသားစုတွေပြန်လဲစူးစီးအောင်လှုပ်ပေးပါမယ်ဆိုပြီးတော့အကြံစီတွေကိုပြောပြခဲ့ပါတယ်တပတ်ကဟန်သာဝရီပြည်မှာကတော့နန္ဒဘီရင်အစ်စ်တင်မြောက်ထားတဲ့အင်းဝဘီရင်ကမင်းလက်ရာဟာနဲ့ရာဆန်သွားခဲ့တဲ့အတွက်နန္ဒဘီရင်ကနောက်ထပ်အင်းဝဘီရင်ကအစ်စ်ဖြစ်သားလက်မင်းရဲ့ကြော်သားကိုယာရုချီးမြှင့်ပေးမယ်အကြောင်းညီလာခံတစ်ခုလုံးရှေ့မှာကြေညာမောင်းခံနေပါတယ်ဒီကိစ္စမင်းရဲ့ကြော်စွာအတွက်တော့ဘယ်တော့မှမျှော်လင့်မထားခဲ့တဲ့အတွက်တိတ်ကိုထူးဆန်းအံ့ဩသွားခဲ့ရသလိုအရန်လဲကျေနပ်ပီတိဖြစ်မိတာကြောင့်ခမီးတော်နန္ဒဘီရင်ပေါ်ဂျေစုတင်လို့မဆုံးပဲဖြစ်ရပြီးတော့ခမီးတော်ကိုရှ िख ိုးဥခိုက်နေတဲ့အချိန်မှာတော့ကိုကြီးမင်းကြီးစွာကိုလည်းငါရေးချင်းကဘာလဲသိပြီလားဆိုတဲ့အကြည့်နဲ့တစ်ချက်ကြည့်ကလောင်ပြုံးပြသွားခဲ့ပါသေးတယ်အစတွေကစွာနဲ့ဖြစ်နေတဲ့မင်းရဲ့ကြော်စွာအင်းဝဘီရင်ကယာရုကိုရပြီးတဲ့နောက်တိုင်းပြည်တစ်ခုလုံးကိုသူ့စိတ်ကြိုက်ချဲလဲဖို့စိတ်အားထက်သန်နေခဲ့ဖြစ်ပြီးခမီးတော်စီကမိန်ကြပြီးသိမ့်မကြခင်မှာနေအင်းဝကိုပြောင်းရွှေ့ပြီးတော့ဒီနန်းဆိုးဆန်မှုလုပ်နေပါပြီမ
မင်းရဲ့ကျော်စွာကသူ့ရဲ့အစီပါကိုပစ္စည်းတွေရွှေ့ဖို့ခိုင်းစင်နေတော့မှညီငယ်မင်းကြီးနောက်ကရောက်လာပြီးတော့အင်းဝါစီကိုအလင်းစလိုပဲကြွားမြန်းတော့မှလားလို့မေးတဲ့အခါမင်းရဲ့ကျော်စွာကလည်းငါရေချင်းနဲ့ကိုင်းညီတဲ့ယာတူတစ်ခုကိုရလိုက်ပြီလေဟန်သာဝရီမှာဘာလို့ဆက်နေရအောင်ပါလဲဒီမှာနေငါကနောင်တော်မင်းကြီးစွာရဲ့နောက်လိုက်တယောက်ပြင်မဖို့ဘူးပြီးတော့မင်းကိုလည်းတေချာမှာခဲ့ဦးမယ်ငါမရှိတော့နောက်ပိုင်းမင်းရပဲငါနေရာယူပြီးတော့ခမီးတော်တို့မျက်စိတွေနားတွေဖြစ်နေပေးလိုက်အိမ်လိုက်စားလိုက်ပဲလုံးမနေနဲ့ဦးငါနောင်တော်မင်းကြီးစွာကိုတစ်စက်မှစိတ်မချအောင်သူကချီကိုသွေးသားတဲ့ပို့ပြီးတော့ရင်းနှီးတယ်လို့မြင်နေတဲ့သူဒီတော့ဟန်သာဝရီရဲ့အရေးကိုတွေးပြီးတော့လှုပ်တင်အောင်ရဲဝံ့လှုပ်ပြီးတော့ပြက်တသားဆုံးဖြတ်ဖို့မင်းကိုပဲတာဝန်ပေးခဲ့မယ်ဆိုပြီးတော့အသေးချာမှားသွားခဲ့ပါတယ်အဲ့နောက်ပိုင်းမှာတော့ဟန်သာဝရီရဲ့အာနာဇောက်မှာရှိနေမျိုးကြီးမျိုးငယ်တွေအားလုံးဟာတမျိုးပြီးတမျိုးထားကြွလာပြီးတော့ဆက်ဆံရေးတွေတင်းမာလာခဲ့တာကြောင့်နန္ဒပြင်လည်းအကြောတင်းလို့မရတော့ပဲလောက်ခံတိုင်းပြည်အသီးသီးကဘရင်တွေနဲ့ဆက်ဆံရေးပြန်လဲကောင်းမွန်အမြန်ဆုံးတီးဆောက်နေခဲ့ရပါတယ်ဘင်းနောက်ရဲ့နောက်ဆုံးမျိုးဆက်ဖြစ်တဲ့မင်းသမီးလေးမင်းအထွေးကတော့အရွယ်ရောက်တာနဲ့ပဲရှမ်းစော်ပါသွေးသားဖြစ်တဲ့ကြောက်ခေါင်လက်နဲ့လက်ဆက်ခဲ့ရပြီးတဲ့နောက်မင်းရဲ့ကြော်သွားတဲ့သူအင်းဝါမျိုးစီမှာစံပြမ်းမှုတော့လိုက်သွားခဲ့ရပါတယ်ဒီဖြစ်ပက်ကဘင်းနောက်နဲ့အားဆန်ပြီးတဲ့နောက်ပိုင်းတဖြည်းဖြည်းနဲ့အာနာအယောင်ဝါရော့ကျသွားတဲ့စူပန်ကလျာအတွက်တော့တိတ်ကိုဝမ်းနဲ့ကြေကွဲပြီးတော့သီးမခံနိုင်စရာဖြစ်ခဲ့ရပါတယ်ဟန်သာဝရီဘက်မှာဘာတွေပဲပြောင်းလဲသွားပါသည်နရဲဆွမ်းကတော့နောက်လာမဲ့စစ်ပွဲကြီးအတွက်စစ်တီအင်အားရှာဖွေပြီးစားတန်းရိတ်ခါတွေကိုစူဆောင်းရင်းနဲ့သာဟန်သာဝရီနဲ့အယုဒ္ဓယတို့ကြားနောက်ဆုံးစီးချင်းထိုးပွဲရောက်လာမဲ့နေ့ကိုစောင့်မျှော်နေခဲ့ပါတယ်ဒီမှာတော့စူပန်ကလျာစီကိုမေတော်ကြီးဝီတုတ်ကဂတ်ထရီကတဝန်လာပါခဲ့ပြီးတော့တဝန်လာဘူးထဲမှာစာရွက်ထွေးရပါပေမဲ့တရွက်မှာတော့ဘာစားမှရေးမထားတာကိုတွေးလိုက်ရပါတယ်စာသားပါတဲ့တရွက်ကိုဖတ်ကြည့်လိုက်ချိန်မှာတော့ခမီးတော်ကြီးမဟာရမယာစာဟာကျမ်းမာရေးချင်းလေးစိုးဝါလို့နေပြီးတော့ဒီနေ့လာမနှက်ပြန်လာမှသေချာတော့တဲ့အတွက်သမီးကြီးစုပန်ကလျာကအမြန်ဆုံးလာဥခိုက်ပေးပါမဟုတ်ရင်အသက်ကိုယ်တော်မိမမဟုတ်တော့ပါဘူးဆိုပြီးတော့ရေးသားထားတာကြောင့်စုပန်ကလျာတယောက်တိတ်ကိုစိတ်ပူသွားပါတယ်နောက်တော့မှဘာမှမရေးထားတဲ့စာရွက်ကိုမတင်ငါဖြစ်လာတဲ့နှာခေါင်းနဲ့တိတ်ပြီးတော့အနံ့ခံကြည့်လိုက်တဲ့အခါမှာပဲဒါဟာသူမတို့ရဲ့ရိုးရာလျှို့ဝှက်စာပုတ်နည်းနဲ့စာရေးထားတာပဲဆိုတာကိုစုပန်ကလျာလည်းချက်ချင်းသဘောပေါက်လိုက်ပါတယ်စာရွက်ပြောင်းပေါ်မှာတန်မယာရီနဲ့စာသားကိုရေးသားထားတာဖြစ်ပြီးစာရွက်ကိုမီးမြိုက်လိုက်ချိန်မှာတော့သမီးတော်ခုနာကစာကပရိရဲ့သုံးပြီးရေးသားထားတာပါသမီးရဲ့ခမီးတော်အခြေအနေကောင်းပါလေသမီးကိုဟန်သာဝရီကနေပြန်ခေါ်ဖို့အခုလိုစီစဉ်ခဲ့တာပါအယုဒ္ဓယစီအပြီးပြန်ရတော့မယ်ဆိုပြီးတော့ရေးသားထားတဲ့မေတော်ကြီးရဲ့လက်ရေးကိုတွေးလိုက်တဲ့ခါမှပဲစူပန်ကလေးကလည်းအပျော်လုံးဆုသွားခဲ့ရပါတော့တယ်တကယ်တော့ဒီအခြေအနေကိုဖန်တီးဖို့အတွက်မာရမယာစာကိုယ်တိုင်ကမိဖုရားကြီးကိုဈေခိုင်းခဲ့တာဖြစ်ပြီးတော့တားငယ်အကထကခမီးတော်ရဲ့ကျမ်းမာရေးကြောင့်ပြန်ဖို့ခွင့်တောင်းရင်တော့မှဟိုဘက်ကလက်မခံပေးရင်ဘယ်လိုလုပ်မလဲဆိုပြီးစိတ်ပူနေတော့နရဲဆွမ်းကလည်းလက်မခံစစ်ခင်းမှာပေါ့ကွာငါတို့မအောင်ပြန်ရဖို့ဆိုရင်စစ်ခင်းမှာလည်းမကြောက်ပါဘူးဆိုပြီးတော့ကျင်းဝါခဲ့ပါသေးတယ်အဲနောက်မှာတော့စူပန်ကလျာကမေတော်ကြီးရေးပေးတဲ့သဝန်လွှာကိုနန္ဒဘင်းစီတင်ပြပြီးတော့ရုပ်တရားစီပြန်ဖို့အတွက်ခွင့်တောင်းကြည့်တဲ့အခါညီလာခံထဲမှာရှိနေတဲ့မင်းကြီးစွာကလည်းမိဘဖြစ်သူရဲ့ကျမ်းမာရေးချင်းလေးဆိုတော့မဖြစ်မနေပြန်လွတ်သင့်ပါတယ်ဆိုပြီးတော့ဝင်ထောက်ခံပေးလိုက်တာကြောင့်နန္ဒဘင်းလည်းလန်ကီတစ်လျှောက်ဘေးမတိရန်မခပဲစောင့်ရှောက်ပေးဖို့သူ့ရဲ့အစေတော်စစ်သူကြီးတို့ပါထည့်ပေးလိုက်ပြီးစူပန်ကလျာရုပ်တရားစီခဏပြန်မှုကိစ္စအတွက်ခွင့်ပြုပေးလိုက်ပါတော့တယ်ဒီအကြောင်းကိုရုပ်တရားဘက်ကမိဘတွေနဲ့မောင်တော်တွေပြန်သိရတဲ့အခါမှာလည်းမိသားစုတွေပြန်လဲပြီးတော့စုံစည်းတွေးကြတော့မယ်ဆိုပြီးတော့အပျော်ကြီးပျော်နေခဲ့ပေမဲ့အကြံပတ်ဆက်တဲ့နန္ဒဘင်းဟာစူပန်ကလျာအိမ်ပြန်လမ်းမှာပဲစစ်သူကြီးနဲ့စစ်တီတချို့ကိုလှုပ်ကြံမှုအတွက်တခြားအဖွဲ့တစ်ခုစေလွတ်ကလွတ်ဝက်ဝင်ပြီးတော့တိုက်ခိုက်ခိုင်းခဲ့ပြီးလန်ကီမှာနောက်ဆက်တွေရှိလို့ခရီးဆက်လို့မရပါဘူးဆိုတဲ့အကြောင်းပြချက်နဲ့ပဲစူပန်ကလျာကိုအယုဒ္ဓယစီပြန်ခေါ်လာခိုင်းခဲ့ပြီးတော့အယုဒ္ဓယမိသားစုရဲ့ရင်ထဲကမိတောက်ကိုပို့ပြီးတော့တောက်လောင်စေခဲ့ပါတယ်သူရဲ့အကြံစီအောင်မြင်သွားလို့ပြောနေတဲ့နန္ဒဘင်းစီတားငယ်မင်းကြီးနှောင်းကရောက်လာပြီးတော့ဘာကြောင့်စူပန်ကလျာကိုယုဒ္ဓယစီပေးမပြန်ပဲအခုလိုလုပ်ရတာလဲလို့မေးကြည့်တော့စူပန်ကလျာကယုဒ္ဓယရဲ့နှလုံးသားပဲကွာသူသာပြန်သွားရင်ဟိုဘက်ကတွေတိတ်ကိုဝမ်းမြောက်ဝမ်းသာဖြစ်သွားကြလိမ့်မယ်ဒါမဲ့အယုဒ္ဓယဟာငါ့ရဲ့ရန်သူဆိုတော့သူတို့တွေပြောဖို့လို့ငါလုံးဝလုံးမှာမဟုတ်ဘူးဆိုပြီးတော့ပြန်ပြောလိုက်ပြီးတားငယ်မင်းကြီးနှောင်းကလည်းခမီးတော်ရဲ့အဖြေပေါ်တိတ်ကိုသဘောကျနေခဲ့ရပါတယ်အဖြစ်မှန်တွေကိုဘာမှမသိရှာတဲ့မာရမယာစာနဲ့မိဖုရားကြီးဟာသမီးကြီးစူပန်ကလျာတယောက်လမ်းခီးမှာအစင်ပြေချုံးမွေစေဖို့အတွက်ဖယားမှာဆူတောင်းပေးနေတော့တားငယ်အကထကအပြေးရောက်လာပြီးတော့လမ်းခီးမှာခြုံကိုတိုက်ခိုက်တဲ့သူတွေရှိလို့အမတော်စူပန်ကလျာတယောက်အယုဒ္ဓယစီပြန်မလာနိုင်တော့ကြောင်းကိုပြောပြလိုက်တဲ့အခါမှာတော့မာရမယာစာလည်းအခြေအနေကိုထိမထားနိုင်တော့ပဲရှော့ပြသွားခဲ့ပြီးယောဂဒဏ်နဲ့တူအသက်ပါသွားခဲ့ရပါတော့တယ်အဲဒီလိုနဲ့2133ခုနှစ်8လပိုင်း23ရက်နေ့တနေ့ဦးနေ့မှာပဲအယုဒ္ဓယပြည်ရှင်မာရမယာစာနတ်ရွာဆန်ကွယ်လွန်သွားခဲ့ရဖြစ်ပြီးတော့အယုဒ္ဓယကိုအုပ်ချုပ်ဖို့နရဲဆွမ်းကပဲနန်းတက်ဘရင်အသေးဖြစ်နေထီးနန်းလွဲယူခဲ့ကညီငယ်အကထကိုတော့အင်ရှိဆန်ယာဒူးကိုချီးမြှင့်ပေးခဲ့ပါတယ်အဲနောက်မှာတော့နရဲဆွမ်းအယုဒ္ဓယရဲ့ပြည်ရှင်ဖြစ်လာသည့်အထိမင်းကြီးစွာနဲ့ဂရီပေးထားတဲ့အတိုင်းပဲနှစ်စဉ်တွေ့နေကြဥဒရာယနေ့ကိုရောက်တော့မြစ်စိတ်ထိလာရောက်တွေ့ဆုံခဲ့ပါတယ်အရင်ကဘလို့ပဲယင်းနှီးခဲ့ပါစီလက်ရှိမှာတော့ယာဒူးတွေကွာခြားသွားပြီဖြစ်တဲ့အတွက်မင်းကြီးစွာကအလိုက်သီးစွာနဲ့ပဲနရဲဆွမ်းကိုဥခိုက်ရှစ်ခိုးပြီးတော့
နရဲဆွမ်းကအရင်တိုင်းပဲညီကိုလိုသာဆက်ဆံပေးဖို့အတွက်ပြောရပါတယ်နောက်တော့မင်းကြီးစွာကစူပန်ကလျာရဲ့ကိစ္စမှာဘာမှကူညီမပေးနိုင်တဲ့အတွက်တောင်းပန်စကားဆိုလိုက်တဲ့အခါနရဲဆွမ်းကလည်းဒီကိစ္စကသူတို့ပေါ်တစ်သလုံးရန်သူလိုပဲဆက်ဆံသွားမယ်နန္ဒဘီရင်အကြံစီမံသိတာမလို့ဒီပုံစံတိုင်းဆိုဘလို့ရှေ့ဆက်ကြမလဲဆိုပြီးတော့မေးပါတယ်အဲ့ဒီမှာတော့မင်းကြီးစွာဟာတွေးတစ်ခုဝင်သွားခဲ့ပြီးတော့တကယ်တော့နောင်တော်လဲဟန်တာဝရီရဲ့အရေးတွေကနေရှောင်ပြေးနေခဲ့တာတွေကများနေပါပြီနောင်တော်ကနန္ဒဘီရင်ရဲ့သားဟန်တာဝရီရဲ့အိမ်ရှိဆံမှာဒါတွေကိုလိုချင်မလိုချင်မွေးကလေးကတောင်းဝန်တွေကကပ်ပါလာပြီးသားနောင်တော်ပြက်သားဆုံးဖြတ်ပါမယ်တစ်ချိန်ကညီတော်နဲ့တူဒီနေရာမှာဆူတောင်းခဲ့တာတွေပြည့်မလာနိုင်တော့ဘူးဒီနေရာမှာပဲမင်းကိုနှုတ်ဆက်ခဲ့ပါတယ်ငါတို့တွေးကြတာဒါနောက်ဆုံးချိန်ပါပဲအရင်ကတူချိန်ဆိုခဲ့ဘူးတဲ့တယောက်နဲ့တယောက်ရံမပြုတ်ပါဘူးဟန်တာဝရီနဲ့အယုတ်တရားတို့ကရှေ့လျှောက်မှာညီနောင်တိုင်းပြည်တွေဖြစ်ပဲရှည်သွားပါမယ်ဆိုရယ်ဂရိကိုဖျက်သိမ်းပါတယ်ခုကစားပြီးစစ်မြေပြင်မှာတွေ့တာနဲ့လက်တွန်းနေကြမလိုတော့ဘူးဆိုပြီးတော့မျက်ရည်တွေနဲ့ပြောရင်းပဲဂရိတွေကိုရုပ်သိမ်းလိုက်ချိန်မှာတော့နရဲဆွမ်းကမင်းကြီးစွာဘက်ကဒီလောက်ပြတ်သားနေတော့မှလေဒီကရှေ့လျှောက်ကိုတောင်ကိုပဲထမ်းဆောင်လိုက်ကြရအောင်ဆိုပြီးတော့မင်းကြီးစွာရဲ့ကမ်းလှမ်းချက်ကိုလက်ခံလိုက်တော့တာပါအဲနောက်ပိုင်းမှာတော့ဟန်တာရီတက်ဟာရုတ်တရားစီမှာရေးနေရတော့မယ်ဆိုတဲ့သတင်းကိုကြားသွားခဲ့တဲ့လက်အောက်ခံတိုင်းပြည်မြောက်များကလည်းအခွင့်ရတော့မှဟန်တာရီကိုဝင်ပြင်းဖို့ပုံကန်ထကြွလာကြတဲ့ပြင်မိုးကောင်းစော်ဝါကစားလို့နရဲဆွမ်းကိုနမူနာယူပြီးဟန်တာရီပေါ်ပုံကန်မှုတွေစတင်ပြုလုပ်လာခဲ့ကြပါတော့တယ်အဲချိန်မှာမိုးကောင်းစော်ဝါတွေကိုနှိမ်နှင်းဖို့မင်းရဲ့ကြော်သွားကိုစေခိုင်းမယ်ဆိုပြန်တော့လေအင်းဝရေးကိုအပြေးဝဆောင်ရွက်နေရတဲ့မင်းရဲ့ကြော်သွားကမအားမလတ်ဖြစ်နေခဲ့ရပြီးဟန်တာရီလက်အောက်ခံနေတဲ့တစ္ဆာစောင့်သိနေသေးတဲ့တောင်ငူဘရင်တို့ကလည်းနာမကျန်းဖြစ်လို့ဘယ်လို့မှစစ်တိုက်မထွက်နိုင်တဲ့အတွက်နာနာဘရင်ဟာသားငယ်မင်းကြီးနှောင်းကိုပဲစစ်တပ်ကိုဥဆောင်ပြီးတော့မိုးကောင်းကိုနှိမ်နှင်းဖို့တောင်းဝင်ပေးစေလွတ်ခဲ့ရပါတော့တယ်နောက်တော့ရုပ်တရားကိုသာဒီတိုင်းလွတ်ထားလိုက်မယ်ဆိုလို့ရှိရင်တခြားသောနိုင်ငံငယ်တွေကပါနမူနာယူပြီးတော့ပုံကန်ထားကြွမှုတွေမပြီးနိုင်မစည်းနိုင်ဖြစ်လာကြမှာဆိုတဲ့အတွက်အယုဒ္ဓရာကိုချေမုံပြီးတော့ဟန်တာရီလက်အောက်ခံပြန်ဖြစ်အောင်နိုင်တိုက်လာခဲ့ပါဆိုပြီးတော့လေမင်းကြီးစွာကိုတာဝန်ပေးလိုက်တဲ့အခါမှာမင်းကြီးစွာကလည်းဒီတစ်ခေါက်မှာတော့ဘာတစ်ခုမှအထွန်းတက်မနေတော့ဘဲနဲ့ကြေနက်ကြီးတိုက်ပွဲထွက်ဖို့လက်ခံလိုက်တော့တာပါဒီလိုနဲ့12လပိုင်းလားလေလောက်မှာတော့မင်းကြီးစွာကစစ်တီအင်အား2သိန်းကိုခေါ်ဆောင်ကအယုဒ္ဓရာမျိုးစီစစ်ချီလာခဲ့ပါပြီမင်းကြီးစွာစစ်ကိုမုံလို့မတိုက်ချင်ခဲ့ဘူးဆိုပေမဲ့ညံရည်ထက်မြက်လွန်းလာသူဖြစ်တာမလို့လက်ရည်ချင်းမရှင်နိုင်ဘူးဆိုရင်တော့အုံနောက်ကိုတုံးပြီးတော့စေးလန်းချောင်းတွေကိုပြန်လဲပြင်ဆင်လိုက်တာကြောင့်ဟန်တာရီတက်ဟာယုတ်တရားစီကိုချိန်ခဏအတွင်းနဲ့ခြီတက်သွားနိုင်ခဲ့သလိုအရင်လောက်လဲစစ်တီအင်ကအများပြားမဆုံးရှုံးအောင်လို့ထိန်းထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းမင်းကြီးစွာရဲ့စေးလန်းချောင်းအပြောင်းလဲကိုသိသွားတယ်မင်းသားအကထကဟန်တာရီတက်တွေဖြတ်လန်းကနေခြီတက်ပြီးတော့ယုတ်တရားမျိုးစီအမြန်ဆုံးရောက်လာတော့မှဖြစ်ချောင်းကိုရှောက်တင်လိုက်တော့တစက်မှမတုံလို့တဲ့နရဲဆွမ်းကအမြန်ရောက်လာတော့လဲအမြန်နှိမ်နေရတာပဲဆိုတဲ့စိတ်နဲ့ပဲဟန်တာရီတက်တွေကိုအပြတ်ဖြတ်ဖို့ရေးကိုသာစေရေးကိုလေးပေးပြီးတော့ပိုလေးကျနေခဲ့ပါတယ်။ဒီချိန်မှာတော့ညီတော်အကထာကလည်းသူ့ကိုနရဲဆွမ်းဟာတိုက်ခိုက်ရလွဲလို့ရှိရင်ကျန်တဲ့နေရာမှာတိတ်ပြီးအားမဆိုင်တဲ့အတွက်လိုအပ်တာရှိလာရင်အသုံးတက်ရအောင်အရှင်ရဟန်းဆရာစီပြေးသွားပြီးတော့နောင်တော်နရဲဆွမ်းရဲ့ဇာတာကွင်နဲ့မင်းကြီးစွာတို့ရဲ့ဇာတာကွင်တွေကိုတိုက်ဆိုင်စစ်ဆေးခိုင်းပြီးတော့နှစ်ယောက်စလုံးဟာထိတ်တိုက်တွေ့ဆုံကြတဲ့အခါဘယ်လိုပုံစံမျိုးနဲ့အဆုံးသတ်သွားကြလိမ့်မလဲဆိုတာကိုဟောကိန်းထုတ်ခိုင်းခဲ့ပါတယ်။နောက်တော့ယုတ်တရားစစ်သားတွေစစ်ပွဲထဲမှာအန်ရယ်ကင်းစေဖို့အတွက်လက်ဖွဲ့အဆောင်တွေပါအရှင်ယဟန်စီကနေတောင်းယူလာခဲ့ပြီးတော့နန်းတော်ကိုစောင့်ကြပ်ပေးတဲ့အရာရှိဖိမချိုင်ကိုစေလွတ်ကနရဲဆွမ်းစစ်တပ်စီအဆောင်လက်ဖွဲ့တွေကိုပေးခိုင်းလိုက်ပါတယ်။ဖိမချိုင်ကနရဲဆွမ်းစီမှာအကျိုးကြောင်းပြောပြီးတော့အဆောင်တွေကိုစစ်တီတွေစီခွဲဝေပေးပြီးတဲ့နောက်ကျောင်းဖိတ်ကျောင်းစီအင်ဒူဝမ်တို့3ယောက်ကိုတိတ်ဆိတ်ခေါ်တွေ့ခဲ့ပြီးမင်းသားအခထလူဝက်မှားကြားလိုက်တဲ့အကြောင်းအရာတချို့ပါအတီးပေးပြောကြားခဲ့ပါတယ်။နရဲဆွမ်းလည်းဟန်တာရီမှာနေပြီးတော့မင်းကြီးစွာနဲ့ညီကိုရင်းသဖွဲဆက်ဆံရေးတွေရှိလာပြီးတဲ့နောက်အရှိကဟန်တာရီနဲ့ရုတ်တရားတို့ရဲ့စစ်ပွဲတိုင်းမှာအခွင့်သားနေတာတော့မင်းကြီးစွာကိုလှုပ်ပေးလိုက်တာဖြစ်လို့ဒီချက်ကိုခွင်ကောင်းယူနေတဲ့နန္ဒဘင်ဟာနရဲဆွမ်းညာတာပေးမဲ့မင်းကြီးစွာကိုစစ်ပွဲစီဆေလွတ်ပြီးတော့အနိုင်သွားနိုင်ခြင်းရှိနေတာကြောင့်ကြောက်ဖေးတို့တော့ကပဲဒီတစ်ခေါက်စစ်ပွဲမှာခွင့်ရတာနဲ့မင်းကြီးစွာကိုတခါတည်းအပြတ်ရှင်းပြရမယ်လို့မင်းသားအကထကတိတ်တဆိတ်တာဝန်ပေးထားလိုက်ကြောင်းကိုပြောပြလိုက်ပါတယ်နောက်ပြီးတော့အရှင်ယဟန်ဟောကိန်းရမင်းကြီးစွာရဲ့ဇာတာကွင်ဟာဒီနေ့ကနေနောက်နှစ်ထိကတ်ဆိုးထဲမှာအကြီးကျယ်ကြောက်နေခဲ့တာဖြစ်ပြီးအဆိုးဆုံးပြောရင်သေကန်ထိတောင်ရောက်နေခဲ့ပြီဖြစ်တာမလို့ဒီစစ်ပွဲထဲမှာသာမင်းကြီးစွာကိုလှုပ်ကြံရင်တေချာပေါက်အောင်မြင်နိုင်လိမ့်မယ်ဆိုပြီးတော့လေဖိမချိုင်ကတတိပေးသွားခဲ့ပါသေးတယ်ဒီစကားတွေအားလုံးကိုတော့နားနေဆောင်တွေကနေခိုးနားထောင်နေတဲ့နရဲဆွမ်းတယောက်အစာဆုံးအားလုံးကိုကြားလိုက်ရတာမလို့ဘယ်လိုပဲရန်သူတွေဖြစ်သွားပါစေမင်းကြီးစွာအတွက်တော့စိတ်ပူသွားမိတာတော့အမှန်ပါပဲညဘက်မှာတော့မင်းကြီးစွာတယောက်စစ်စခန်းထဲမှာအနားယူနေတဲ့အချိန်ငှက်အော်တန်းလို့စူးစူးဝါးဝါအတန်ကိုကြားလိုက်ရပါတယ်ဒါမဲ့တေချာနားထောင်ကြည့်လိုက်တော့အတန်ကတစ်ချိန်လုံးကနရဲဆွမ်းနဲ့အတူရှိနေစင်းမှာစစ်ပွဲထဲမှာလူရှာရင်အချက်ပြဖို့အတွက်အသုံးပြုတယ်ဆိုပြီးတော့နရဲဆွမ်းကိုယ်တိုင်လှုပ်ပြခဲ့တဲ့တိရွက်မှုတ်တန်လေးဖြစ်နေခဲ့တာပါဒီတော့မင်းကြီးစွာလည်းဒီလိုဆိုရင်နရဲဆွမ်းတယောက်သူနဲ့လာတွေးဖို့အချက်ပြနေတာပဲဖြစ်မယ်လို့အထင်နဲ့နားနေဆောင်ပြင်းကတော့အုပ်ထဲကိုတိတ်တဆိတ်သွားကြည့်လိုက်ချိန်မှာတော့
ထင်းတဲ့တိုင်းညီတော်ပြန်ရစ်ကိုအတိအကျပဲတွေးလိုက်ရပါတော့တယ်နရဲဆွမ်းကဖေးပချိုင်စီကတဆင့်တိလာတဲ့အရှင်ရန်ဟောကိန်းတွေကိုလာပြောပြခဲ့တာဖြစ်ပြီးလာမဲ့စစ်ပွဲအတွက်တေချာဂယူးဆိုင်ဖို့မင်းကြီးစွာကိုတတိပေးပြီးတော့မှာခဲ့ပေမဲ့မင်းကြီးစွာကတော့လူတိုင်းဟာမွေးပြီးရင်သေရတာထုံးစံပဲဖြစ်ပြီးသူ့အနေနဲ့ကလည်းရုပ်တရားကိုစစ်ချီဖို့စစ်သူကြီးတောင်းဝန်ကိုယူခဲ့ပြီးဖြစ်တာကြောင့်ခမီးတော်နန္ဒပြင်ကိုတော်တိုင်းစိတ်ကျဉ်နှံ့မှုရဖို့အတွက်သေသည်ထိလဲစစ်တိုက်မှာဖြစ်ကြောင်းနဲ့အဲ့လိုသေရရင်တော့ဘာမှအကျိုးရုံမှာမဟုတ်ပဲစစ်မြေပြင်မှာသေဆုံးသွားသူဖြစ်လို့နိုင်ငံအတွက်ကိုကြိုးစွန့်သူဖြစ်နေပါတင်မြောက်ခံရလိမ့်မယ်ဆိုပြီးတော့နရဲဆွမ်းကိုအကန်စကားတွေသာပြန်ပြောပြလိုက်ပါတယ်ဒီတော့နရဲဆွမ်းကလည်းနောင်တော်မှားနေပြီဟန်တာရီပြည်အတွက်တတ်တိရှိတဲ့သူရဲကောင်းတွေမရှားပါဘူးနောင်တော်တိုင်းပြည်ကိုမျှတစွာအုပ်ချုပ်ပေးမယ်နောင်တော်လိုလူမျိုးသာလိုအပ်နေတာနောင်တော်ကအနာဂတ်မှာဟန်တာရီပြည့်ရှင်လုပ်ရအောင်မယ်ဒီတော့ကိုယ့်အသက်ကိုနှမျောပြီးတော့စစ်ပွဲတွေမှာတေချာစောင့်ရှောက်တင်တာနောင်တော်တဦးတည်းကသာအခုလိုအဆုံးမရှိတဲ့စစ်ပွဲတွေကိုအဆုံးသတ်ပေးမဲ့သူဖြစ်နိုင်တာပါနောင်တော်ဆိုပြီးတော့အသေးအတန်ဖြောင်းပြပြောဆိုနေပါတယ်ဒီတော့မှမင်းကြီးစွာကလည်းစိတ်ကိုလျှော့လိုက်ပြီးတော့သူ့ကိုယ်သူဂယူးဆိုင်ပါမယ်လို့ပြန်ပြောလိုက်တော့နရဲဆွမ်းကလည်းနောက်တစ်ခုရှိသေးတယ်နောင်တော်ကျွန်တော်နဲ့နောင်တော်ကစစ်ပွဲတိုင်းမှာအချင်းချင်းတက်ညာပြီးတော့လှုပ်ပေးကြမယ်ဆိုတာကိုကျွန်တော်ရဲမတ်တွေကသိသွားကြပြီဒီတော့ဒီတစ်ခေါက်စစ်ပွဲမှာသူတို့ကိုယ်တိုင်နောင်တော်အပြတ်ရှင်းမှုလုပ်ကြလိမ့်မယ်အဲ့လိုမလုပ်ဖို့ညီတော်ကတားဆီးမယ်ဆိုရင်လေသူတို့ကစိတ်လျှော့ပြီးတော့စစ်ပွဲပေါ်တစ္ဆာဖောက်တယ်လို့ညီတော်ထင်သွားကြလိမ့်မယ်ဆိုပြီးတော့ထပ်ပြောပြလိုက်တာပါမင်းကြီးစွာကတော့အဲ့လိုဆိုရင်လည်းသူ့ကိုတက်ညာနေဖို့မလိုပါပဲလုံထုံးလုံနီးတိုင်းသာဆောင်ရွက်လိုက်ပါလို့ပြောပြီးတော့လှည့်ထွက်သွားလိုက်တော့ဗျန်နရိကလည်းမင်းကြီးစွာကသူ့ရဲ့သတိပေးချက်ကိုတော့လက်မခံကျင်တော့ဘူးလားလို့စိုးရင်တကြီးနဲ့ပြောလိုက်ပါတယ်ဒီတော့မင်းကြီးစွာကလည်းဒီမှာဗျန်နရိညီတော်မင်းကတော့အဲ့လောက်ပူပင်ပေးဖို့မလိုဘူးငါစစ်ပွဲတွေကိုမကြိုက်ပေမယ်စစ်မတိုက်ရဲရလောက်တတ်တိနဲတဲ့သူမဟုတ်ဘူးဆိုတာမင်းသိထားလိုက်ပါလို့ပြောလိုက်ချိန်မှာတော့နရဲဆွမ်းလည်းဘာမပြောညာမပြောနဲ့မင်းကြီးစွာကိုပွေ့ဖက်ထားလိုက်ပြီးတဲ့နောက်နောင်တော့ကျွန်တော်အခွင့်လို့ပေးပါလို့မျက်ရည်တွေနဲ့ပြောရင်းနဲ့မင်းကြီးစွာရဲ့ရင်ဘတ်ကိုအသိယူလာတဲ့ဓမြောင်နဲ့အနီးကထိုးဆိုင်ပစ်လိုက်တော့မှာပဲဇက်ကားကဇက်သိန်းငန်ဒီတခန်းဒီမှာရက်ပါတယ်ခင်ဗျာ